တင်မှာဟူဒတ်အိုင်ကဲသို့မျက်ခွန်အေးကြတာဒါမှမဟုတ်မျက်လုံးတဝက်အရေးကြောင်းနဲ့မျက်ရည်ဖောင်ခြင်းစတဲ့ပြဿနာတွေကြုံတွေ့ရလို့မှန်ကြည့်တိုင်းစိတ်ညစ်နေပြီလားဒါဆိုရင်တော့ Pure Wellness ရဲ့အသစ်ထွက်ရှိထားတဲ့ Oligeo Eye Treatment လေးနဲ့မိတ်ဆက်ပေးပါစေကျမနာမည်ကတော့ဒေါက်တာထထဖြစ်ပါတယ်ကျမကတော့လက်ရှိ Pure Wellness Clinic မှာအလားပါဆိုင်ရာကုထုံးများကိုတာဝန်ယူဆောင်ရွက်ပေးနေတဲ့အရေးပြဆရာဝန်တယောက်လည်းဖြစ်ပါတယ်ရှင်Oligeo ကကုသလိုတဲ့မျက်နှာ area ပေါ်မူတည်ပြီးတော့ face tip နဲ့ eye tip ဆိုပြီးတော့ tip နှစ်ခုပါဝင်ပါတယ်။ Oligeo ရဲ့ special eye tip လေးကအလွန်သိငယ်တာကြောင့်မျက်ခွန်လိုမျိုးထိလွယ်ရှလွယ်ဖြစ်တတ်တဲ့နေရာတွေမှာပါအသေးစိတ်ကြကြကုသပေးနိုင်မှာပဲဖြစ်ပါတယ်။ Oligeo က monopolar RF နည်းပညာကိုအခြေခံထားပြီးတော့ high frequency wave တွေကအရေပြားတွင်းပိုင်းထိလှုံ့ဆော်ပေးက collagen ကိုထွက်စေပြီးတော့သားရည်တင်းရမှုကိုဖြစ်ပေါ်စေပါတယ်။ဒါကြောင့် Oligeo Eye ကမျက်ခွန်အေးကြတာတွေမျက်အိပ်ဖောင်းတာတွေနဲ့မျက်လုံးတဝက်အရေးကြောင်းပေါ်တာတွေအတွက်ကိုထိရောက်တဲ့ကုသမှု treatment လေးပဲဖြစ်ပါတယ်။ Oligeo Eye Treatment လေးကတစ်ချိန်ကုသမှုခံယူရုံနဲ့သူ့ရဲ့ရလက်က6လကနေ8လထိခံတာမို့လို့အချိန်ခဏခဏမပေးခြင်းတဲ့လူတွေအတွက်လည်းအရန်ကိုအဆင်ပြေပါတယ်။နောက်ပြီးတော့သူကနာကျင်မှုလည်းမရှိ downtime လည်းမပေးရရလည်းသူ့ရဲ့အားသာချက်တွေပဲဖြစ်ပါတယ်။ဒါကြောင့်ကိုကအသက်ရလို့ဖြစ်စေအကြောင်းမျိုးမျိုးကြောင့်ဖြစ်စေမျက်ဝန်းတစ်ဝိုက်မှာရှိတဲ့အရေးပြပြဿနာမျိုးမျိုးအတွက်ထိရောက်တဲ့အန္တရာယ်ကင်းတဲ့ကုသမှုတွေကိုရှာဖွေနေရဆိုရင်တော့ Pure Wellness Clinic မှာဆရာမတို့နဲ့လာရောက်တိုင်ပင်ကြည့်ဖို့အတွက်ကိုဖိတ်ခေါ်ပါရရှင်။